မင်္ဂလာပါညိုကဒီနေ့အကိုတို့မတို့ကိုညိုကြုံတွေ့ခဲ့ရတဲ့ကြားဖြတ် client တွေအကြောင်းကိုပြောပြမှာဖြစ်ပါတယ်။ဒါညို client တွေရဲ့ privacy အရာပြောတဲ့မပြောတဲ့ကိုကာလအတော်ကြာလအတော်ကြာထိညိုစဉ်းစားခဲ့တယ်။လောလောဆယ်မှာတော့ကြားဖြတ်အန်ဒီရဲ့ကအရန်ကိုများပြားနေတယ်။နိုင်ငံတကာကလည်းမြန်မာနိုင်ငံကိုကြားဖြတ်နိုင်ငံဆိုပြီးတော့သတ်မှတ်ထားကြတယ်။အထောက်အထားတွေကလည်းရှိနေတဲ့အတွက်ကြောင့်မလို့ဒါညိုကလူတွေကို knowledge sharing လုပ်ပေးတဲ့အနေနဲ့ပြောပြချင်တာပဲဖြစ်ပါတယ်။ညိုပြောပြချင်တဲ့အကြောင်းအရာနှစ်ခုပေါ့နော်။နံပါတ်1ကကြားဖြတ်နေရညိုတို့ထင်ထားသလိုမျိုးအတင်းကျပ်အာရမခိုင်းစေခံရတာမျိုးမဟုတ်ဘူးလိန်ကြီးမျိုးစုံနဲ့သူတို့ကိုယ်တိုင်ကတကယ်လှုပ်ချင်လို့လုပ်နေတာဖြစ်ပါတယ်သူတို့ကအဲ့လိုလုပ်တဲ့ခါမှာလည်းပတ်စံလေးကိုရီထက်အများကြီးပဲရရှိကြပါတယ်ပြီးတော့သူတို့တွေကအစုအဖွဲလိုက်လုပ်ကြတာပါလိန်ခံရသူဆိုရင်လည်းလိန်ခံရတဲ့နီလန်ကမျိုးစုံရှိပါတယ်သမီးစားရောင်ဆောင်ပြီးတော့လိန်တာရှိမယ် online game တွေကနေလိန်တာမျိုးရှိမယ်ကော်မရှင်ကားတွေနဲ့လိန်တာမျိုးရှိမယ်။ပွိုင်းစုရမယ်ငွေထည့်ရမယ်ဆိုပြီးတော့ငွေတွေတကြီးနဲ့လိန်တာမျိုးတွေရှိတယ်။ပစ္စည်းရောက်နေလို့ပါဘလောက်ပတ်စံထည့်တော့မှဒီပစ္စည်းကိုရမယ်။အဲ့တော့ဒီပတ်စံကိုအရင်သွားထည့်ပါ။ဒီလိုမျိုးပုံစံမျိုးတွေနဲ့လိန်ကြတယ်။ညိုစီကို client တော်တော်များလာမေးကြရတဲ့မှာကြားဖြန့်နေပါကြတယ်ပေါ့နော်။ညိုတို့တွေက mental counselor တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှင်ကဘယင်ငယ်လားရှင်ကကြားဖြန့်လားဒီလိုမျိုးတွေကျမတို့ကမေးလို့မရဘူး။ तू စကားပြောတဲ့အချိန်ကြတော့မှအော်ဆိုပြီးဒီလိုမျိုးသိရတာနော်။အဲ့တော့သူတို့တွေကတော့ပုံစံမျိုးစုံနဲ့လာမေးကြတယ်။သူတို့ရဲ့စီးပွားရေးရှိမယ်အခြေရေးရှိမယ်ဒါပုံစံမျိုးစုံပေါ့နော်။တချို့တွေကကြတော့ကြားဖြန့်လုပ်တဲ့သူတွေပေါ့သူတို့ရဲ့ commission ရဖို့ဒါမှမဟုတ်သူတို့ဘယ်လိုမျိုးလဲဆိုတော့လေသူတို့အလုံးလုံးပုံကလေသူတို့ကအဲ့ဒီလူတွေအကုန်လုံးသိနေကြသလိုမျိုးအတင်းအကျပ်ဟန်ခေါ်သွားခံရတယ်အဲ့လိုမဟုတ်ပါဘူးเนาะသူတို့ကိုယ်တိုင်အဲ့အလုပ်ကိုရဖို့အတွက်ပတ်စံအများကြီးပေးရတယ်ညိုတို့စင်ကာပူတို့ဒူဘိုင်းတို့မှာအလုပ်လုပ်ချင်အေဂျင့်တွေကိုပတ်စံပေးရတယ်လို့ပဲလေအဲ့လိုမျိုးတွေပေးရတယ်သူတို့ကိုယ်တိုင်ကတမင်ဒီအလုပ်တွေကိုလိုချင်တဲ့အတွက်ကြောင့်မလို့အဆက်အသွယ်တွေနဲ့ပတ်စံတွေအများကြီးကုန်ခံပြီးတော့အဲ့အလုပ်ကိုလုပ်ကြတာပါဒါနံပါတ်1ချက်เนาะသူတို့ကဒီအလုပ်ကိုလုပ်ရတဲ့အခါဆိုရင်ရိုးရိုးတန်းလိန်နေပါညာအဲ့လောက်တွေမဟုတ်ဘူးသူတို့မှာဘယ်လောက် target ဆိုတာရှိရယ်เนาะmarketing လို့ပဲဒီလကဘယ်လောက် target ပြည့်ရမယ်အဖွဲ့တွေသူတို့ကခွဲပေးထားတယ်ကွာ9ယောက်တစ်ဖွဲ့4ယောက်တစ်ဖွဲ့အဲ့လိုမျိုးဒီလမှာဒီအဖွဲ့က target မပြည့်ဘူးဆိုရင်အဲ့တစ်ဖွဲ့လုံးကခံရတယ်အဲ့တော့အဲ့တစ်ယောက်ကအမြဲတမ်းဥပမာသူတို့ client ဒီလမှာ3ယောက်ရအောင်လုပ်ရမယ်အဲ့တစ်ယောက်ကတစ်ယောက်ပဲရတယ်ကွာဒါဆိုရင်အဲ့တစ်ယောက်ကဒီအဖွဲ့ရဲ့အနှိမ်ခံအပြောခံသူ့ကြောင့်သူတို့ကလည်းပတ်စံမရရတဲ့ကြောင့်လို့အဖွဲ့မှာမကြည့်မလင်းအဲ့လိုမျိုးရုံးတွင်းလူမှုရေးပြဿနာတွေအများကြီးပဲဖြစ်တယ်ပေါ့နော်သူတို့လုပ်ငန်းလေပတ်ပုံတွေကလေအများစုကညိုတို့ရိုးရိုးကုမ္ပဏီတွေမှာအလုပ်လုပ်သလိုပဲအဖွဲ့လိုက်တွေရှိတယ် group လိုက်စွမ်းဆောင်ရည်တွေရှိတယ်အဲ့ဒီဟာတွေအပေါ်မှာအကဲဖြတ်ပြီးတော့ commission တွေဒါရတဲ့ဟာတွေရှိတယ်ပေါ့နော်မရဘူးဆိုရင်ဒါ sales marketing သမားတွေလိုပဲကွာဖိအားပေးခံရတယ်ဒီလိုမျိုးရိုးရိုးအလုံးလုံးတဲ့ပုံစံမျိုးပဲเนาะအဲ့အခုလိုမျိုးတခြားနိုင်ငံတွေကနေပြီးတော့မြန်မာနိုင်ငံမှာကကြားဖြတ်နေအများကြီးပဲရှိနေတယ်မြန်မာနိုင်ငံကကြားဖြတ်နိုင်ငံဆိုပြီးတော့လူတို့ကို spread လုပ်တာကြတော့ဒါခွင့်ပြုပေးတဲ့အရာတွေနဲ့တော့ဆိုင်မှာပေါ့เนาะတကယ်ကကြတော့အဲ့ဒီအရာတွေကတည်ရှိနေတာနယ်စပ်တွေမှာတည်ရှိတာပေါ့ဒါထိုင်းမြန်မာနယ်စပ်တို့ပြီးရင်တရုတ်မြန်မာနယ်စပ်တို့ဒါတွေမှာတည်ရှိတာတကယ်ပိုင်တဲ့သူတွေကလည်းမြန်မာတွေလည်းဖြစ်မယ်ဒါပေမဲ့ညိုတို့ဥပမာပြောရမယ်ဆိုရင်ကွာမြန်မာနိုင်ငံမှာလုပ်ငန်းနိုင်ငံခြားသားလာလုပ်တယ်ဆိုရင်နိုင်ငံသားလုပ်ခွင့်မရှိဘူးလေနော်မြန်မာနိုင်ငံသားတယောက်ရဲ့နာမည်ကန်နဲ့လုပ်တာဆိုတော့ဒီဟာတွေကိုအသိခံရရင်မြန်မာပိုင်နာဆိုပြီးဖြစ်တယ်ညိုတို့အခုဆိုရင်ကွာထိုင်းမှာအလုပ်လာလုပ်ချင်တယ်ဆိုရင်ကိုယ်တိုင်လုပ်ခွင့်မရှိဘူးလေနော်ထိုင်းတတိရဲ့ဒါမှတ်ပုံတင်ထားတဲ့နာမည်ကန်လိုတာကိုအဲ့လိုပုံစံမျိုးပဲနော်အဲ့တော့ဒါနိုင်ငံတကာသိတာတော့မြန်မာနိုင်ငံဆိုရင်အခုနာမည်ကောင်းတဲ့ကြော်ကြားနေတာတော့ကြားဖြတ်နိုင်ငံဆိုပြီးတော့အခုကအဲ့လိုဖြစ်နေတာပေါ့နော်တကယ်ကကြတော့ဒါတရုတ်တွေထိုင်းတွေဒါတွေပိုင်တာတခြားနိုင်ငံသားကမ္ဘောဒီးယားနိုင်ငံသားဒီလိုမျိုးဟာမျိုးတွေပိုင်တာကိုမြန်မာနိုင်ငံကတော့ခေါင်းစဉ်တက်ခံရပြီးတော့နိုင်ငံတကာမှာတော့သူနာမည်ကြီးနေတာပေါ့နော်နာမည်စိုးနဲ့တကယ်ကြတော့လေဒီမြန်မာနိုင်ငံသားတွေမပိုင်ဘူးလားဆိုတော့လည်းပိုင်နေနော်ဘယ်လိုဟာမျိုးတွေပိုင်လဲဆိုတော့ကြားဖြတ်လုပ်ငန်းတွေထက်online game ပေါ့ကြားဖြတ်တစ်မျိုးပါပဲเนาะအဲ့ဒါတွေကိုကြတော့မြန်မာနိုင်ငံသားတွေအများစုပိုင်ကြတယ်ဒါညို့ရဲ့တငယ်ချင်းထဲမှာလည်းအဲ့လိုမျိုးတငယ်ချင်းကပိုင်တာတော့မဟုတ်ပေါ့တငယ်ချင်းရဲ့အကိုပေါ့ဒီလိုမျိုးလုပ်ငန်းမျိုးတွေအများကြီးပဲရှိပါတယ်ဒါတွေကတော့ထုတ်ပြောလို့မကောင်းလို့ပါ
သူတို့တွေဆိုရင်လည်းဒါလောင်းကစားတွေနဲ့ပဲကြီးပွားချမ်းသာတဲ့သူတွေကတော့အသက်ကိုရှိရယ်နော်ငါးဖမ်းတဲ့လုပ်ငန်းတွေငါးဘယ်လိုပြောရမလဲငါးကန်လို့ခေါ်လားငါးတွေအများကြီးဝယ်ပြီးတော့ဒီအကုသိုလ်အလုံးနဲ့အသက်မွေးရပါတော့ဒါမျိုးတွေကအကုသိုလ်စားတွေကတက်ရှိရယ်အဲ့ဒီငွေချင်းမိသားစုဆိုရင်လည်းဒါအကုသိုလ်နဲ့ကြီးပွားချမ်းသာတွေပြောအောင်ပေါ့ဒီလိုလောင်းကစားတွေရုံတွေအများကြီးပဲပိုင်တယ်လောက်ကင်မှာပြီးရင်မြန်မာနိုင်ငံရန်ကုန်ပဲချမ်းနေပါဒီမှာကြတော့သူတို့ရဲ့ငါးကန်တွေအများကြီးပဲရှိတယ်မျိုးအဟောင်းစားနဲ့ကြီးပွားချမ်းသာတဲ့သူတွေကလည်းတက်ရှိပါတယ်အဲ့တော့မြန်မာနိုင်ငံသားမပိုင်ဘူးလားဆိုတော့ဟုတ်တယ်မြန်မာနိုင်ငံသားပိုင်တယ်ဒါပေမဲ့အများစုကတော့ကမ္ဘောဒီးယားတို့ဒီတရုတ်တို့ထိုင်းတို့ဒါတွေကလည်းဝယ်ကြီးအုပ်ထားတဲ့ system ပေါ့နော်အခုကတော့လေလိန်ကြီးမျိုးစုံရှိရမျိုးစီကိုလာကြတဲ့ကောင်မလေးတွေဆိုရင်အများစုကအလိန်ခံရတာပေါ့နော်အခုကကြတော့လိန်နာကြတော့ယောက်ျားလေးလည်းလိန်ခံရတယ်မိန်းကလေးလည်းလိန်ခံရတယ်ဒါပေမဲ့ယောက်ျားလေးအလိန်ခံရတာကြတော့ဒီ online game နဲ့အလိန်ခံရတာပေါ့နော် game ဆော့တဲ့နီးလန်းနဲ့အလိန်ခံရတာမိန်းကလေးအလိန်ခံရတာကြတော့ချစ်သူသမီးစားရောင်ဆောင်ပြီးတော့တဖြည်းဖြည်းနဲ့ငါဒါလေးလုပ်ကြည့်နေရဲ့နင်လဲဒါလေးလုပ်ကြည့်ပါလားဟဆချင်းမှာဆိုရင်တော့ပေးမယ်ကွာပတ်စံလေးလုံရင်းနဲ့ထုတ်လို့မရဘူးဒီပတ်စံကိုထုတ်ချင်ရင်ဒီလောက်ထပ်ထည့်ရမှာအဲ့လိုပုံစံမျိုးနဲ့မျိုးစီကိုရောက်လာတဲ့သူတွေကတဲကိုရှားကြောထောင်ကြောပြီးတော့ရောက်လာကြတာ100 200တောင်မဟုတ်ဘူးချို့တွေဆိုရင်ထောင်တောင်ကြောတယ်တကယ်တော့ကောင်မလေးတွေကတစ်လောက်အောင်မှ30 30အဲ့လောက်ပဲရှာနိုင်ကြတာတချို့တွေကတက်တော့ချော့တွေပါလေလောက်ကြတယ်ပေါ့နော်တချို့တွေကတော့ဒါအိမ်ပေါ်တွေပါလေလောက်ကြတယ်နိုင်ငံခြားမှာရောက်နေကြတာဆိုတော့လေလူကမျိုးစုံဆိုတော့သူတို့တွေဒါကျမဒီလိုမျိုးဖြစ်သွားတယ်အဲ့ဒါကျမရဲ့ကြီးစားကကျမကိုမဆက်သွယ်လို့ဟဲ့ညီမလေးအဲ့ဒါအလိန်ခံရတာအဲ့ဒါကြားဖြတ်အဲ့ဒါပြောရင်သူတချို့တွေကြတော့ယုံကြတယ်တချို့တွေကြတော့မယုံကြဘူးဒါကိုကကတ်ဆွဲစရာတော့မလို့သူတို့ကိုကြားဖြတ်ပုံစံတွေရှင်းပြတယ်အဓိကပြောချင်တာညီမလေးတွေကဘလို့အလိန်ခံနေရတာလဲဆိုတော့အခုဥမာညုတ်ပုံကိုသူတို့ကယူလိုက်ပြီးသူကဗီဒီယိုကောတွေဘာတွေခေါ်လိုက်တယ်ဒါပေမဲ့အဲ့ဒါညို့မျက်နှာကြီးဖြစ်နေတယ်တကယ်တော့ညို့မဟုတ်ဘူးအဲ့တော့ကောင်မလေးတွေအများကြီးကိုရည်စားစကားတွေပတ်ပြောထားတယ်ကောင်မလေးတွေအများကြီးစီကနေပတ်စံတွေကယူထားတယ်ပြီးရင်ကောင်မလေးတွေကဆက်သွယ်လို့မရတော့တာချောင်းဖယ်လောက်တာကောင်မလေးရဲ့ရိုးသဘောရိုးထင်တာကကျတော့ဒီကောင်လေးကငါ့ကိုပြတ်သွားပြီလားဖြတ်သွားပြီလားအဲ့လိုမျိုးတွေထင်ကြတယ်ကွာတာမန်လေးပဲစီချာရိုးတသားလေးပဲတကယ်ကကျတော့မဟုတ်နေဘူးတကယ်အဲ့လိုမျိုးလိန်ခံရတဲ့ group တွေမှာသွားကြည့်ရဆိုရင်ဒီတယောက်တည်းကပဲလူယောက်တယောက်လောက်ကိုလိန်ထားတာမျိုးဒါပေမဲ့အဲ့ဒီတယောက်ကကြတော့သူဟုတ်မနေဘူးအဲ့တော့ तू ကပြဿနာတွေအများကြီးကိုလိုက်ရှင်းရတာမျိုးเนาะပတ်စံလည်းပြန်မရဘူးပြီးတော့တကယ်တော့လေအဲ့လူကတကယ်လို့လိန်နေပဲထောင်းအဲ့လူကကျွန်တော်မဟုတ်ပါဘူးဒါက AI နဲ့လုပ်ထားတာပါကျွန်တော်ကဒီလိုမျိုးမဟုတ်ပါဘူးမိကောင်ဟောက်ရင်တာသမီးပါလို့ပြောပြီးတော့လေလိန်လို့ရတဲ့ဟာတွေလည်းအများကြီးပဲရှိရဲဘာလို့လဲဆိုတော့ तू ကမဟုတ်ဘူးလို့ပြောရင်ပြီးသွားပြီလေပတ်စံမှပြန်မရတော့တာအဲ့လိုမျိုးတွေရှိရเนาะပြီးတော့တော်တော်များများလည်းလေအခုခေတ်မှာအရင်အလင်ရလွယ်တယ်ဆိုတာကွာဒီပတ်စံလောင်းနဲ့ဘယ်သူမှထပ်ပြီးတော့ပတ်စံတွေကုန်ခံပြီးတော့တရားစွဲတာတွေရုံးတိုင်တာတွေရဲတိုင်တာတွေမလုပ်ကြတော့ဘူးအကုန်လုံးကလေထားလိုက်ပါတော့လေကျမညံ့လို့ကျမခံရတာပဲဆိုပြီးတော့เนาะပြီးရင် online game တွေလည်းအဲ့လိုပဲဖြည်းဖြည်းနဲ့ online game ဆော့ပြီးတော့ဘဝပြတ်သွားတဲ့သူတွေလည်းအများကြီးပဲရှိရဲ့လိန်ကြီးတွေအများကြီးပဲเนาะကိုယ့်ရဲ့မိဘတွေဆွေမျိုးတွေကိုလည်းကြားဖြန့်နေဟာဘယ်လောက်ထိစိုးနေတယ်ဘယ်လိုမျိုးလိန်နေဆိုတော့အပြရပါเนาะလူကြီးမိဘတွေကိုဆိုရင်wave money ကနေပြီးတော့9နှစ်ပြည့်အနေနဲ့ anniversary မဲဖောက်ပေးတာဘယ်လောက်ကြပါတယ်အဲ့တော့ဖုံးပြီး29,000ထည့်ရပါမယ်အဲ့ဒီ29,000ထည့်ပြီးသွားရင် password code 6လုံးကြလာမယ်အဲ့ဒါကိုပြန်ပြောပေးပါဆိုပြီးကိုယ့်အကောင့်ထဲမှာရှိနေတဲ့ဟာအကုန်လုံးပါသွားတာမျိုးเนาะအဲ့တော့မိသားစုတွေကိုလည်းသတိထားရမယ်ရှိသမျှလင့်တွေကိုလည်းမဝင်ခိုင်းပါနဲ့เนาะပြီးတော့ညတို့ထိုင်းမှာဆိုရင်ဘာခေတ်စားနေလဲဆိုတော့ကားပေါ်မှာအဲ့ဒီ server တစ်ခုကိုတင်သွားတယ်အဲ့ server ဖြတ်သွားတဲ့နေရာတိုင်းမှာ message တွေပို့တယ်အဲ့ message တွေမှာဆိုရင်မဲပေါက်တာပဲဖြစ်ဖြစ်တခုခုအကြောင်းကြားခိုင်းတာပဲဖြစ်ဖြစ် data တခုခုရောင်ဟန်ဆောင်ပြီးတော့ကွာဥပမာ True Money တို့ DDAC တို့ဒါမှမဟုတ် ban တို့မင်းရဲ့ ban ဘာဖြစ်နေအညာဖြစ်နေတယ်ဒီ link လေးကိုနှိပ်လိုက်ပါဆိုပြီးเนาะ Telenor တို့ဘာတို့ကပို့တယ်လို့မျိုးဟာလေးတွေလေ application တွေကိုတန်းရောက်တယ်လို့ပုံစံမျိုးနဲ့အဲ့ဒါလေးတွေနှိပ်လိုက်ပြီဆိုတာနဲ့ဟိုအကောင့်ထဲကဟာတွေအကုန်လုံးကပါသွားတာမျိုးအဲ့ဒါကြောင့်မို့အခုဆိုရင်ထိုင်းနိုင်ငံမှာပြဿနာဖြစ်နေလဲဆိုတော့ဒီ ban တွေကနိုင်ငံခြားသားအကောင့်တွေကိုပိတ်ချတဲ့ပြဿနာတွေပေါ့နော်နိုင်ငံခြားသားတွေလုပ်နေတာဆိုပြီးတော့လေဒါကကြတော့ပြောရမယ်ဆိုရင်တော့နိုင်ငံသားတွေနဲ့နိုင်ငံခြားသားတွေနဲ့ပေါင်းလုပ်တဲ့ဟာပေါ့ဒါပေမဲ့အမြဲတမ်းနိုင်ငံတော်ဆိုတော့ကသူတို့ရဲ့နိုင်ငံသားတွေကိုကောက်ွယ်ပေးတဲ့လေးထားရှိတာမို့လို့အမြဲတမ်းလို့အင်အားကြီးနိုင်ငံကအနိုင်ရတာပေါ့ကွယ်ဥပမာမြန်မာနိုင်ငံသားနဲ့ထိုင်းနိုင်ငံသားလာအိုနိုင်ငံသားရှင်နေဆိုရင်ထိုင်းနိုင်ငံသားကိုပဲထိုင်းကအကောက်ွယ်ပေးတာအဲ့တော့နိုင်ငံခြားသားတွေကလုပ်တယ်ဆိုတဲ့သတင်းမျိုးထွက်လာတာပေါ့နော်ဥပမာရုရှား
ကမ္ဘောဒီးယားတရုတ်မြန်မာဒါမျိုးတွေကောက်စစ်တဲ့ပေါ့ထိုင်းဆိုတာကိုဖျောက်ပလိုက်တယ်အဲ့လိုပဲအခုဟောင်ကောင်ကနေပြီးတော့ထုတ်ပြန်တဲ့သတင်းကြေညာချက်တွေဆိုရင်လည်းဒါသူတို့ရဲ့ဟောင်ကောင်ဆိုတာတရုတ်ပဲလေနော်တရုတ်ကလူတွေကနေဆက်တွေမှာလာပြီးတော့ဒီစီးပွားရေးလုပ်ငန်းတွေကိုလုပ်နေကြပေမဲ့မြန်မာနိုင်ငံသားဆိုပြီးတော့ဒါငွေများတရားနိုင်ပုံစံနဲ့ခေါင်းစဉ်တက်လိုက်တယ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံဆိုရင်အခုဆိုရင်နာမည်ကြီးနေရဘယ်လိုလဲဆိုတော့မြန်မာနိုင်ငံကိုသိလားဆိုရင်အိုးကြားဖြတ်နိုင်ငံပဲလူမျိုးရွေးခါမှာအေးဒေါသထွက်ပြီးတော့အသေးတွေပေါက်တာလေသူတို့နိုင်ငံကလူတွေကလုံနေပြီးတော့ကိုယ့်နိုင်ငံကိုလာပြီးတော့ခေါင်းစဉ်တက်တာနော်တော်တော်တရားကြဖို့ကောင်းပါတယ်ဘယ်လိုမျိုးဖြည့်သိမ်းရမလဲဆိုတော့ငါတို့ငွေမရှိလို့ငါတို့ဒီလိုမျိုးအနှိမ်ခံနေရတာပဲငါတို့ဒီလိုမျိုးတော့မလုတ်ဖဲနဲ့ကိုခေါင်းစဉ်တက်ခံရတာပဲကိုယ့်ဘက်ကတော့မြန်မာနိုင်ငံဆိုရင်ကွာတောင်ယုံနိုင်ငံတွေကအခု US တွေပါလေဆိုရင်မြန်မာနိုင်ငံကိုဘန်နေဒါပေမဲ့ဘန်တာနော်သူတို့နိုင်ငံသားတွေကမြန်မာနိုင်ငံကိုသိလားဆိုရင်မသိဘူးနီးယားထိုင်းလန်ဆိုတော့မှအိုးဆိုပြီးတော့ဒီလောက်ပဲဖြစ်ကြတယ်ဒါပေမဲ့သူတို့မဟုတ်တာလုပ်ဖို့အတွက်ဆိုရင်တော့တေချာပေါက်မြန်မာနိုင်ငံကအမြဲတမ်းပါတယ်မြန်မာနိုင်ငံရဲ့ကန်တရားနဲ့မြန်မာပြည်သူလူထုတွေရဲ့ကန်တရားကလည်းတော်တော်ဆိုးရွားလုံးဝကြည့်ပါတယ်မကောင်းတာဆိုရင်ခေါင်းစဉ်တက်ခံရတယ်မကောင်းတာဆိုရင်အရင်ဆုံးဦးစားပေးအနေနဲ့ရရှိတယ်အဲ့တော့ဘယ်လိုပြောရမလဲတော့မသိဘူးကိုရီးယားကန်တရားကိုလေဘာမှမလုပ်ခဲနဲ့ဘူးတကယ်တော့မြန်မာနိုင်ငံသားတွေကများတယ်ကြားဖြတ်မှာမြန်မာနိုင်ငံသားတွေများတယ်ဆိုတော့မြန်မာနိုင်ငံသားတွေပိုင်တာမဟုတ်ဘူးဒါပေမဲ့ခေါင်းစဉ်တက်ခံရတော့မြန်မာနိုင်ငံကကြားဖြတ်နိုင်ငံမြန်မာနိုင်ငံမှာကြားဖြတ်ကုမ္ပဏီပေါင်း8000ကျော်ရှိတယ်ဆိုပြီးခေါင်းစဉ်တက်ခံရတယ်နော်အဲ့တော့အခုကတော်တော်လေးကိုကြားဖြတ်နေရတော်တော်ဆိုးနေပြီညိုပြောချင်တဲ့အချက်ကနံပါတ်1ကကြားဖြန့်ခါနီလန်းမျိုးစုံနဲ့ရှိပါတယ် Facebook Viber TikTok မျိုးစုံကနေပြီးတော့ကိုယ်အရင်ဆုံးလုပ်တဲ့နီလန်းကတော့ရီးစားရောင်ဆောင်ပြီးတော့เนาะရီးစားရောင်ဆောင်ရီးစားဖြစ်ချင်အယောင်ဆောင်ပြီးတော့ပေါ့ချောလေးဆိုတော့ကောင်လေးကောင်မလေးတွေကချစ်စရာလေးသူကငေါ့အဲ့လိုမျိုးကြိုက်တာလားချို့တွေဆိုရင်เนาะမင်းသားတွေမင်းသမီးတွေရဲ့ပုံနေနဲ့ပါလိန်စားတာမင်းသားငါ့ရီးစားစကားလာပြောရလားဆိုပြီးတော့ပြီးရင်ကြတော့လိန်ဝေါပတ်စံလေးချီးပါလားဆိုပတ်စံလေးထည့်ပြီးလိုက်ငါအနှင်းလုံးနေလို့ဒီလားပတ်စံချီးပါလားတော့မဟုတ်ပြီးရင်ကြရင်မင်းသားစီကိုရောက်လာအောင်เนาะမင်းသားတယောက်လည်းတင်ထားတာတွေ့ရမှာပါအဲ့တော့ဘသူဆွဆွဲဒီဟာလေးကတော့ငါတို့ပတ်စံရတယ်ဆိုရင်ဒါမယုံပါနဲ့ပြီးတော့ကိုယ့်ကိုချစ်တယ်ကြိုက်တယ်ဒီလိုမျိုးတွေပြောရင်လည်းမယုံပါနဲ့เนาะအဲ့လောက်ထိလွယ်ကူမနေပါဘူးလူတယောက်ကိုချစ်ဖို့ကြိုက်ဖို့ဆိုတာလေ line ပေါ်မှာတွေ့ရတာ90ကလည်းမဟုတ်တော့ဘူးကွာလွန်ခဲ့တဲ့ Viber တို့ Facebook တို့စပေါ်ကဆိုတော့ဟိုင်းစားပြီလားနေကောင်းလားငါနင့်ကိုကြိုက်တယ်ဆိုတဲ့ခေတ်ကြီးကကုန်သွားပြီเนาะဒါပေမဲ့တော်တော်များများညီမငယ်လေးတွေကအခုချိန်ထိအဲ့ဒီအရာပေါ်မှာလွန်ခဲ့တဲ့73နှစ်14နှစ်ကကိစ္စတွေကသူတို့အတွက်အခုချိန်ထိကိုအသစ်ဖြစ်နေတော့မယ်ဒီလောက် IT ခေတ်ကြီးထဲမှာအဲ့လောက်ထိအယုံလွယ်တာအဲ့လောက်ထိတုံးတာမကောင်းနော်ကိုရှာထားတဲ့ပတ်စံတွေအကုန်လုံးကိုသူများတွေကိုအလကားပေးရတယ်လို့ဖြစ်သွားတယ်နော်ညို့စီကိုလာတဲ့သူတွေအကုန်လုံးကိုလည်းညို့အမြဲတမ်းတေချာရှင်းပြတယ်ဒါဟာကြားဖြန့်နေရဲ့လုံပုံလုံနည်းတွေအကုန်လုံးကိုပြောပြတယ်အခါကျမှသူတို့ကဟေးကျမကိုအဲ့လိုလုပ်တာတော့ကျမအဲ့ဒါဆိုရင်ကျမကိုပြစ်သွားတာမဟုတ်ဘူးပဲเนาะဒီလိုမျိုးတွေအကုန်လုံးသိရတယ်เนาะနောက်တစ်ခုကကြတော့ဒီခုနတုန်းကလုပ်ငန်းလုပ်တဲ့ကိစ္စဒါနိုင်ငံတကာကသူတို့ရဲ့လိန်စင်လုပ်တဲ့ကားတွေထဲမှာသို့မဟုတ်သူတို့ရဲ့လိန်စင်လုပ်တဲ့ဒီလိုမျိုးနိုင်ငံတကာသတင်းတွေထဲမှာပေါ်ပြတဲ့လိုမျိုးကျွန်တော်တို့ဟာအတင်းအဓမ္မခေါ်ယူသွားခံရပါတယ်ဟိုရောက်ရင်ရေနွေးပူဟေးနဲ့ပတ်တယ်တို့မျောတွေတွေ့ခိုင်းနေတို့ဒါတွေဟာရှားပါလိမ့်မယ်ဘလို့အခြေအနေမျိုးမှဖြစ်နိုင်လဲဆိုရင်သူတို့ပြောထားတဲ့အတိုင်းပဲတလားကိုသူတို့ရဲ့တားကတ်မိအောင်လုပ်ရတယ်အဲ့တားကတ်မိအောင်မလုပ်နိုင်ဘူးဆိုရင်စပြီးတော့ညှဉ်းပန်းနှိပ်စက်မှုတွေရှိတဲ့စက်ရုံတွေလည်းရှိရင်ရှိပါလိမ့်မယ်ဒါပေမဲ့အများစုကတော့ဒီအလုပ်တွေကိုတကယ်လိုချင်တဲ့အတွက်ကြောင့်မလို့ agency တွေပါတယ်နဲ့ချိတ်ဆက်ပြီးတော့เนาะတေချာသူတို့ဒီပတ်စံတွေအများကြီးပုံပေးရ60လဲပေးရင်ပေးရမယ်40လဲပေးရင်ပေးရမယ်100လဲပေးရင်ပေးရမယ်အဲ့လိုပုံစံမျိုးနဲ့ပတ်စံတွေပြန်ရှာကြတာမျိုးစီကိုဆိုရင် customer ရအောင်လို့ကျမကိုစီးပွားရေးရတရားလေးတွေပေးပါလား no မပေးဘူးညဘယ်တော့မှမပေးဘူးပြီးရင်ညကသူတို့ကိုညီမရေဒီလုပ်ကိုမလုပ်ပါနဲ့ဒီလောက်ကညီမကိုဒုက္ခရောက်လိမ့်မယ်ညီမကောင်းစားလဲခဏပဲနော်သူတို့တွေနောက်ထပ်လည်းညို့စီကိုပြန်မလာကြပါဘူးညို့ကဘယ်တော့မှသူတို့လိုချင်တဲ့အရာကိုလည်းမပေးဘူးသူတို့လည်းတစ်ချိန်လုံးထားအောင်မလုပ်ဖို့အတွက်ပဲနားချတယ်တချို့တွေကကြတော့ကျမနေဆက်မှာလုပ်နေတာပတ်စံကောင်းတယ်ဒါပေမဲ့တခြားရေးကိစ္စကိုမေးတယ်ဒါပေမဲ့အဲ့ဒါကလည်းကြားဖြတ်နေပါမယ်နော်ကြားဖြတ်နေတာပုံစံမျိုးစုံနဲ့လုပ်နေကြတယ်သူတို့တွေကသူတို့ရဲ့ customer ရဖို့တခုတည်းကိုပဲသူတို့ကြည့်ကြတယ်သူတို့ရဲ့ target ပြည့်မီဖို့ဒီလုပ်ငန်းခွင်မှာတခြားသူတို့ရဲ့ supervisor တွေနဲ့အဆင်ပြေဖို့ဒါတွေကိုပဲသူတို့ခေါင်းထဲရှိကြတယ်အဲ့တော့ဇညိုးနေရေးထားသလိုမျိုးအနှိမ့်ဆက်ခံရတယ်ပါလေဆိုတာဖြစ်ချင်လည်းဖြစ်မယ်ဒါပေမဲ့အရန်နေပါတယ်အဲ့ဒီကိစ္စကလည်းသူတို့တွေလုပ်တဲ့အခါမှာ target မပြည့်မီမှဒါတမျိုးညှစ်ပတ်နှိမ့်ဆက်မှုတွေကရှိရမျိုးဖြစ်ပါလိမ့်မယ်နော်အဲ့တော့လူတွေအတိမှားနေတဲ့အရာလေးတွေလူတွေအလိမ်လဲခံနေရတဲ့အရာလေးတွေညွှန်ပြတာပါအဓိကအချက်ကတော့ကွာကိုစီကနေပြီးတော့
ပေးရမယ့်အရာဆိုရင်အချင်းချင်းခါစဉ်းစားပါလူတွေအများကြီးကိုလိုက်မေးပါတိုင်ပင်ပါနော်ဘယ်အရာမှအလကားမရပါဘူးအချစ်တောင်မှအလကားမရပါဘူးနော်အချစ်မှာတော့မှပေးပြီးသွားရင်ပြန်ပြီးတော့ယူရတယ်သို့မဟုတ်ကိုကယူပြီးသွားရင်တေချာပေါက်တစ်ခုခုပြန်ပေးဆက်ရတယ်နော်ဒါပြန်ပေးဆက်တယ်ဆိုတာခန္ဓာကိုယ်ဘာညာဒါမျိုးကိုပြောချင်တာမဟုတ်ဘူးကွာအရာအားလုံးပါဝင်တယ်အရာအားလုံးမှာအပေးနဲ့ယူရှိတယ်ကိုကနည်းနည်းလေးပဲရှင်းပြီးတော့အများကြီးပြန်ရချင်တယ်ပြန်ရမယ်ဆိုတဲ့မလုံးတွေကိုမယုံပါနဲ့နောက်တစ်ခုကအစာပိုင်းမှာ gain တွေပဲဖြစ်ဖြစ်အဲ့လိုမျိုး commission ရတဲ့အလုပ်ကိုင်တွေပဲဖြစ်ဖြစ်ဆက်ဆချင်းဆိုရင်ပတ်စံပေးတယ်ပြီးတော့မှကိုယ့်ရဲ့ပတ်စံအမောက်များလာပြီဆိုရင်တို့ကထုတ်လို့မရတော့ဘူးဒီပတ်စံကိုထုတ်ချင်နေဆိုရင်ဘယ်လောက် point ရရမယ်ဘယ်လောက်ပတ်စံထည့်ရမယ်အဲ့လိုပုံစံမျိုးနဲ့တိတ်ုံရာချီထောင်ချီကုန်သွားတဲ့သူတွေလည်းအများကြီးပဲရှိရယ်နော်အဲ့တော့ဒီလိုအလုပ်မျိုးတွေဟာလုံးဝမဟုတ်ပါဘူးကို့မှာပတ်စံရှိရဲဆိုရင်ဘာလုပ်လို့စားမှမသိဘူးဆိုရင်ဘန်မှာပဲ fix amount အနေနဲ့သွားအပ်လိုက်ပါအနည်းဆုံးတော့အတိုးရနိုင်မယ်နော်အဲ့တော့ညိုပြောချင်တာကကြားဖြတ်နေကတနာစရာမဟုတ်ပါဘူးနိုင်ငံတကာကသူတို့ရဲ့သတင်းတွေမှာမှိုင်းသွင်းထားသလိုမျိုးသူတို့တွေဟာအတင်းအာရမခေါ်ဆောင်သွားခံရတယ်အလုပ်လုပ်ခံရတယ်ဒါမျိုးတွေဟာလည်းမဟုတ်ပါဘူးဝင်ပြီးသွားရင်တော့ထွက်ဖို့ခက်တယ်အဲ့ဒါတော့ဟုတ်တယ်ဒါမဲ့သူတို့ကိုယ်တိုင်လိုလိုလားလားနဲ့ပတ်စံပေးပြီးတော့ဝင်ကြတာအလုပ်လျှောက်ကြတာများပါတယ်နော်သူတို့ကဒီလုပ်ငန်းအကြောင်းကိုလည်းသိပါတယ်ဒါသူတို့ကဖမ်းပြီးတဲ့အခါကျရင်တော့ကျွန်တော်တို့ကအတင်းအာရမစိတ်ခိုင်းခံရပါဆိုပြီးတော့လိန်နာညာတာမျိုးပဲဖြစ်ပါတယ်အဓိကကတော့ဘသူပြောမယုံကြပါနဲ့ပြီးတော့ကိုယ့်ရဲ့မိဘဆွေမျိုးတွေနဲ့မကကိုယ်တိုင်ကလည်းဒီကြားဖြတ်ဘလို့ပုံစံမျိုးနဲ့မဆိုအလိန်ခံရနိုင်ခြေရှိတာမို့လို့ awareness ထားပါနော်လင်းတကာလည်းမဝင်ပါနဲ့ဒါမင်းလားဆိုပြီး Telegram ကနေပြီးတော့ဟတ်တာတွေလည်းမဝင်ပါနဲ့ညိုးဆိုရင်ဘာမှမပို့ပဲနဲ့ညိုးရဲ့ Telegram အကောင့်ကိုခဏခဏလာအဟက်ခံရတယ်ဘယ်သူမှလည်းမသိဘူးဒါပေမဲ့ Telegram မှာလည်းကိုကဘာလုပ်မနေဘူး Facebook တွေဆိုရင်လည်း page တွေကadmin တွေစီကိုပေးထားတာကိုစီမှာဘာမှမရှိနေဘူးခဏခဏတော့အဟက်ခံနေရတယ်ဒါကိုစီကပတ်စံတွေကိုသူတို့ယူချင်တာလားတော့မသိဘူးပေါ့နော်အဲ့တော့ဘဏ်အကောင့်တွေပါတယ်ရှိရဲဆိုရင်လည်းဒါ KB ကနေပြီးတော့ KBZ ဘဏ်တွေကိုတင်ထားတာမျိုးဒါမျိုးလေးတွေပြောင်းရွှေ့ပြီးလုပ်ကြည့်ပါနော်